ဟိုတနေ့ကစာလေးတစ်ပုဒ်ဖတ်ရတယ်နိုင်ငံခြားစာရေးဆရာတယောက်ရေးထားတာပါဖရာဟောဒေသနာတော့မဟုတ်ပါဘူးသို့တော့ကောင်းလွန်းလို့ကြိုက်လွန်းလို့နည်းနည်းတော့ပြန်ပြောကြည့်ခြင်းတခါအရာရှိတယောက်ကနော်တစီကားငှားပြီးတော့မြို့ထဲကိုသွားတာတဲ့တစီလေးနဲ့သွားတာပေါ့ဒါမြို့လေးရောက်တော့လမ်းတနေရာရောက်တော့ကားတစ်စင်းကဘွားဆိုရှေ့ကနေပေါ်လာတယ်တိုက်တော့မလို့ဖြစ်သွားတာပေါ့အဲ့ဒါနဲ့တစီသမားကလည်းအလွန်ကျွမ်းကျင်တဲ့ကားကိုကွတ်ချလိုက်တယ်မတိုက်ဘူးအောင်းစရာကောင်းတာရှေ့ကမှားတဲ့ကားသူတို့ရှေ့ကကွေ့လာတဲ့ကားသူကလည်းမှားသေးတယ်အဲ့ဒါကားတကားဖွင့်ပြီးတော့နော်အယုဒ္ဓနတ္တဆဲပြီးတော့လက်သီးထောင်ပြတော့အရန်စိတ်ဆိုးပြီးဒါပေမဲ့နောက်ကတစီသမားပြုံးနေတယ်ပြန်ပြီးတော့လက်ပြလိုက်သေးတယ်ဘာမှမဖြစ်ဘူးအဲ့တော့အဲ့ဒီအရာရှိကအလွန်အံ့ဩတယ်တဲ့ဩအထင်လည်းကြီးသွားပါဒီတစီသမားကိုအဲ့ဒါနဲ့မမေးပဲမနေနိုင်ဘူးမေးတာပေါ့နေသမ်းပါအောင်ပေါ့ကျုပ်တို့ခဏလေးခုနတုန်းကဆိုတာကားတိုက်ခံမဲ့သေးနည်းနည်းလေးပဲလိုတော့တယ်ပေါ့ခင်ဗျားနဲ့ကျုပ်ဆေးရုံရောက်တော့မှလည်းနည်းနည်းပဲလိုတော့တယ်ဟိုလူကသူလည်းမှားသေးတယ်ခင်ဗျားကိုဆဲလဲဆဲသွားတယ်လက်သီးလဲထောင်ပြသေးတယ်အဲ့ဒါတော့ခင်ဗျားကပြုံးပြုံးရွှင်ရွှင်နဲ့နော်တီးခံပြီးတော့ဘလို့နီးနဲ့ဘလို့စိတ်ထားနဲ့အဲ့ဒါကိုခင်ဗျားတုံ့ပြန်နိုင်တာတော့အဲ့လိုမေးတဲ့အခါကျတော့တက်စီသမားပြောတယ်တဲ့လူတွေဟာလို့ပြောတယ်တော့အမိုက်တွေအပြည့်တင်ထားတဲ့အမိုက်ကားကြီးတွေလိုပဲသွားနေကြတာလူတွေဟာအမိုက်တွေကိုတင်ပြီးတော့ဘဝခီးကိုသွားနေကြတာနော်အမိုက်ကားတွေဟာအမိုက်တွေတင်ပြီးတော့လမ်းပေါ်သွားနေကြတာအဲ့ဒါအမိုက်တွေကဟိုအိမ်ကတင်လိုက်ဒီအိမ်ကတင်လိုက်အမိုက်ကားကြီးကအမိုက်တွေပြည့်ပြီဆိုရင်အဲ့ဒီအမိုက်တွေကိုသူဘာလုပ်ရမှာတော့တနေရာပြည့်ရတော့မှာလေသူကားကြီးကမဆန့်တော့ဘယ်တနေရာပြည့်ရမှာလူတွေလည်းအဲ့လိုပဲတဲ့တခါလာရင်စိတ်တိုးစရာတွေစိတ်ပြက်စရာတွေဝမ်းနည်းစရာတွေသူတို့စိတ်ထဲမှာပြည့်လာပြီဆိုတော့အဲ့ဒါဘယ်ဟာမှသူတို့ကဖယ်မထုတ်တော့ကြားလာတော့သူတို့စိတ်ထဲမှာအမိုက်တွေကပြည့်နေလောဘဒေါသမောဟအမိုက်တွေကပြည့်နေအပြည့်လာရင်သူတို့ကလည်းတနေရာကိုစွန့်မှာစွန့်ရင်အဲ့ဒါအခက်မသိရင်ခမရပေါ်တယ်လာစွန့်လိုက်မယ်တဲ့အဲ့ဒီအမိုက်တွေအဲ့ဒီအမိုက်တွေလာပြစ်ပြီဆိုရင်အဲ့ဒါခမရလက်ခံမလားတဲ့ဟာဘယ်လက်ခံမလို့သူ့အမိုက်တွေကိုကျုပ်ဘာလို့လက်ခံမလို့ဟုတ်တယ်ဘာလို့လက်ခံမလဲအဲ့ဒီဟာကိုယ်နဲ့မဆိုင်ဘူးလေအမိုက်လာစွန့်ပြီဆိုရင်လက်မခံနဲ့တဲ့ဟုတ်လားအဲ့ဒါခမရအဖုံးကိုလုံအောင်ပိတ်ထားတဲ့သူပြောပုံလေးဟုတ်လားအဖုံးကိုလုံအောင်ပိတ်ထားတဲ့လုံအောင်မပိတ်ရင်သူပြစ်တဲ့အမိုက်တွေကခမရစိတ်ထဲဝင်လာလိမ့်မယ်တော့ဒီခေတ်လူတွေဟာတော့စိတ်တိုင်းမကြမှုစိတ်တူမှုစိတ်ပြက်မှုဝမ်းနည်းမှုဆိုတဲ့အမိုက်တွေကိုနေရာတကာစွန့်နေကြတာပြစ်နေကြတာဦးဇင်းအဲ့ဒါတွေကိုချဲ့ပြီးတော့စဉ်းစားပြီးတော့ဟုတ်တာပဲလို့တချို့ဆိုရင်အမိုက်တွေကိုတော့ဓာတ်ရိုက်ကိုနဲ့စကားပြောပြီးတော့ထည့်တာရှိတယ်လို့ကိုယ်တည်းကိုတဆင့်ထည့်နေတာတွေလည်းရှိတယ်သတင်းသားတွေကထည့်ကြတာလည်းရှိတယ်အမိုက်တွေတီဗီတွေကနေထည့်နေတာလည်းရှိတယ်တီဗီတွေကနေအမိုက်တွေဖြန့်နေတာရှိရနော်ဟုတ်လားပြီးတော့ဘယ်တွေကထည့်သေးတော့Facebook တွေကနေထည့်အောင်မရှိဘူးလားအမိုက်တွေကိုကောင်းနဲ့ရောက်မလာဖို့ရေးကြည့်ရနော်အဲ့ဒါသူပြောတဲ့စကားလေးတစ်ခုဘုံဘုံကသဘောကျတယ်လူတွေကိုအမိုက်မပြစ်အောင်တားဆီးလို့မရဘူးတဲ့လူအမျိုးမျိုးစိတ်ထွေတွေဒါပေမဲ့ကိုယ်ကောင်းတဲ့ကိုအဲ့ဒီအမိုက်တွေရောက်မလာအောင်တော့ပိတ်ထားလို့ရတယ်တဲ့တေချာစင်တာတော့ဒီစကားတော်တော်ကောင်းတယ်ဟုတ်လားလူတွေကိုအမိုက်မစွန့်အောင်မိုက်မပြစ်အောင်ဦးဇင်းတို့လုပ်လို့မရဒါပေမဲ့ကိုယ်စိတ်ထဲကိုအဲ့ဒီအမိုက်တွေကူးဆက်မလာအောင်တော့ဦးဇင်းတို့တားလို့မရဘူးလားရတယ်ငငယ်ကဆရာတော်ဘုရားဥဇောတိကရဲ့တရားတစ်ပုဒ်ထဲမှာလည်းပဲကြပြလေးတစ်ပုဒ်ဆိုပြီးတော့နိုင်ငံခြားရေးတဲ့ကြပြဆရာတယောက်ရေးတဲ့ကြပြတစ်ပုဒ်ဆိုပြီးတော့အဲ့ဒါလေးလည်းစိတ်ထဲဆွဲနေတာတစ်ခုရှိတယ်အဲ့ဒါကသူကဘာပြောလို့ဆိုတော့ကောင်းငယ်မှာငှက်တွေပြန်သွားတာကိုပြန်မသွားအောင်ဦးဇင်းတို့တားလို့မရပါဘူးတဲ့နော်ကောင်းငယ်မှာငှက်တွေပြန်သွားတာကိုပြန်မသွားဘူးလို့တားလို့ဦးဇင်းတို့မှာအစွမ်းမရှိဘူးငှက်တွေပြန်မှာပဲတားလို့မရဘူးဒါပေမဲ့ကိုယ့်ရဲ့ခေါင်းထဲကဆပင်ထဲကိုတော့ငှက်တွေအတိုက်လာမလို့အောင်တော့တားလို့ရပါတယ်တဲ့အဲဘယ်တော့ကောင်းတော့ဒီစကားဘယ်တော့ကောင်းတော့စဉ်းစားသားဟင်ဒီကမာကြီးတွေအကုန်လုံးနားလည်နိုင်တဲ့အစွမ်းရှိမလို့ဦးဇင်းကယုံကြည်ပြီးတော့ပြောနေတာနော်ကောင်းငင်မှာပြန်သွားတဲ့ငှက်တွေကိုတားနိုင်တဲ့အစွမ်းမရှိပါဘူးသို့တော့ကိုယ်ကောင်းထဲကဆပင်မို့တော့ငှက်တိုက်လာမလို့အောင်တော့တားလို့ရတယ်ဒီခံခြင်းနဲ့ပတ်သက်ပြီးတော့စကားတွေထွက်သွားတာနော်တော့ဘာပြောချင်တာတော့ဘာတွေဘလို့ပဲတွေ့ရကြုံရပြင်းရမြင်ရဟုတ်လားမြင်ရကြားရကိုယ့်ရဲ့စိတ်ကိုမတူအောင်ဒေါသမဖြစ်အောင်ဦးဇင်းတော်ကမလုပ်ရတော့စူးစမ်းရမယ်သိခံရမယ်ဆိုတော့ပြောတာဟုတ်လား